လုံးတွေနဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ကလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေးဖေးကြီးတဲ့သူခေါ်တဲ့လေးရဲ့ရဲ့ဦးဆုံးစကားစပြောချိန်တတိယရေလူဘဝကခံမရခက်တဲ့အမေဖြေကိုစီနဲ့လက်နဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ဟိုစင်ရင်ရပဲသိလို့ဆန္ဒများ